ကမ္ဘာမြေပုံကို Google Earth ကနေကြည့်လိုက်ရင်အာဂျင်တီးနားနိုင်ငံရဲ့မြစ်ဝကျွန်းပေါ်ဒေသမှာထူးဆန်းတဲ့မျက်လုံးတစ်လုံးကိုတင်တွေ့ရပါလိမ့်မယ်။ဒါဟာကာတွန်းထဲကအရာမဟုတ်ပါဘူး။မိမိဘာသာလည်ပတ်နေတဲ့အံ့ဖွယ်ကျွန်းဝိုင်းလေးတစ်ခုပဲဖြစ်ပါတယ်။ဒီကျွန်းကိုဒေသခံတွေကအောက်ကျုပ်သို့မဟုတ်ဒိုင်းလို့ခေါ်ကြပါတယ်။သူ့ရဲ့ပုံသဏ္ဍာန်ကမျက်လုံးတစ်လုံးရဲ့တူငယ်အိမ်လိုမျိုးအလွန်ကျဉ်းတဲ့စက်ဝိုင်းပုံစံရှိပါတယ်။ပိုပြီးထူးဆန်းတာကဒီကျွန်းဝိုင်းဟာရေသေးထဲမှာငြိမ်နေတာမဟုတ်ပဲသူ့ထက်နည်းနည်းပဲကြီးတဲ့စက်ဝိုင်းပုံကန်လေးထဲမှာသူ့ဘာသာဖြည်းဖြည်းချင်းလည်ပတ်နေတာပါ။ဒီကျွန်းကို2016ခုနှစ်မှာရုပ်ရှင်ဒါရိုက်တာတဦးကရုပ်ရှင်ရိုက်ဖို့နေရာရှာရင်း Google Earth ကနေအမှတ်မထင်ရှာတွေ့ခဲ့တာပါ။အရင်နှစ်ပေါင်းများစွာကဓာတ်ပုံတွေကိုပြန်ကြည့်တဲ့အခါမှာလည်းဒီကျွန်းဝိုင်းဟာဒီနေရာမှာပဲရှိနေပြီးအမြဲတမ်းလည်ပတ်နေခဲ့တာကိုအံ့ဩဖွယ်တွေ့ရှိခဲ့ရပါတယ်။သိပ္ပံပညာရှင်တွေကတော့ဒါဟာရေမျောကျွန်းတစ်ခုဖြစ်ပြီးမြေအောက်ဆန်းရေထွက်တွေရဲ့တွန်းအားကြောင့်လည်ပတ်နေတာလို့ယူဆကြပါတယ်။လည်ပတ်နေရင်းနဲ့ကံပေါင်တွေနဲ့အမြဲတမ်းပုတ်တိုက်မိနေတာကြောင့်အခုလိုဘေးပတ်လည်ကညီညာလုံးနဲ့စက်ဝိုင်းပုံစံဖြစ်သွားတာလို့ဆိုပါတယ်။ဒါပေမဲ့တချို့ကတော့ဒါဟာဂျိုသားတွေရဲ့အခြေစိုက်စခန်းလို့တောင်ယူဆနေကြဆဲပါ။တင်ကောဘယ်လိုထင်ပါသလဲ။တဘာဝရဲ့ဖန်တီးမှုလား။လှုပ်ဝက်ချက်တစ်ခုလား။ခါမမှာပြောခဲ့အောင်နော်။အခုလိုထူးဆန်းတဲ့အကြောင်းအရာတွေကိုသိချင်ရင်တော့အံ့ဖွယ်ကဘာကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်။